ဘာလို့မင်းရဲ့ရဲစားကမင်းရဲ့ရုပ်ဆိုးတဲ့ပုံတွေကိုတင်ထားရတာကိုသဘောကျနေတာလဲမင်းမုံဆုံးဖြစ်တဲ့ပုံတပုံကိုတောင်သူ့ဖုန်းရဲ့နောက်ခံပုံအဖြစ်ထားတတ်ကြသလိုမင်းရဲ့မျက်နှာပြောင်နဲ့ရှုပ်ပို့နေတဲ့စံပင်ပုံစံကိုလည်းသူ့ဖုန်းရဲ့ Revolver Carizova အဖြစ်ထားတတ်ကြပါတယ်ဒါပေမဲ့သူကမင်းကိုလောင်ပြောင်နေတာမဟုတ်ပါဘူးယောက်ျားလေးတွေရဲ့ကဘာမှာတော့ဓာတ်ပုံတွေကကြည်ကောင်းဖို့ထက်ပိုပြီးအတိတ်ပဲရှိပါတယ်မင်းကတော့အလှဆုံးဖြစ်အောင်အချိန်ကြာကြီးပြင်ပြီးရိုက်ချင်ပေမဲ့သူအကြိုက်ဆုံးပုံတွေကတော့အမတ်မထင်ရိုက်ထားတဲ့ပုံတွေပဲဖြစ်ပါတယ်မင်းစားနေရင်ပါဖောင်းနေတဲ့ပုံရဲလုံးလို့မျက်လုံးလေးတွေမိတ်သွားတဲ့ပုံမနဲ့ခင်းအိတ်ချင်မှုတူးနဲ့သူ့ရဲ့အင်ဂျီပို့ပို့ကြီးကိုဝတ်ထားတဲ့ပုံဒါမှမဟုတ်မင်းတကယ်ပြောနေတာလားဆိုတဲ့မျက်နှာဘေးနဲ့သူ့ကိုကြည့်နေတဲ့ပုံတွေပေါ့မင်းအတွက်တော့အဲ့ဒီပုံတွေကဝါနေတာဒါမှမဟုတ်ကြည်ရဆိုးနေတာဖြစ်နိုင်ပေမဲ့သူ့အတွက်တော့အဲ့ဒါကမင်းရဲ့တကယ်ပုံစံအစ်စ်အမှန်ပါပဲဘာမှမပြင်ဆင်ထားပဲလွတ်လပ်နေတဲ့သူ့အတွက်ပဲဖြစ်တည်နေတဲ့မင်းရဲ့ပုံစံလေးပေါ့သူပြင်းနေတဲ့အခါအဲ့ဒီပုံတွေကိုပြန်ကြည့်ပြီးသူ့ဘာသာသူပြုံးနေတတ်ပါတယ်သူကအဲ့ဒီပုံတွေကိုဘယ်တော့မှအပြောက်မခံချင်တဲ့ပျော်ရှင်စရာရတနာလေးတွေလိုတင်ထားတာပါသူ့အတွက်တော့ဒါကရုပ်ဆိုးတဲ့ပုံတွေကိုတင်ထားတာမဟုတ်ပါဘူးမင်းရဲ့ပုံစံအစ်စ်အမှန်ဆုံးခံစားချက်တွေကိုတင်ထားတာပါသူချစ်မိသွားတဲ့မပြေဆုံးပေမဲ့ပြည့်စုံနေတဲ့မင်းရဲ့ပုံစံလေးပေါ့ဒါကြောင့်နောက်တစ်ခါသူမင်းကိုခိုးရိုက်တဲ့အခါစိတ်မဆိုးပါနဲ့သူကမင်းကိုရဲနေတာမဟုတ်ပါဘူးသူ့မျက်လုံးထဲမှာတော့ကဘာပေါ်မှာအချစ်ဖို့ကောင်းဆုံးဖြစ်နေတဲ့မင်းရဲ့ပုံရိပ်လေးတွေကိုတင်ဆက်ထားခြင်းယုံတတ်ပါပဲ